Along may manglaba kanya dinit chindo ba chong ni piao pia males do kiro na ya tong ya piao to da alok kale yam pim pan do dislai le lo da yan sin sai slai shiku ba shi de okay ba dini do piao pia mi achong ga do nga do lakha tama lu de ba no ya la de tala sa be deရောက်ကုန်တယ်လေဘယ်ဒီပြောက်ကုန်တယ်လဲဆိုတာငါတို့စီမံခန့်ခွဲမှုပြီးတော့တစ်ချက်နဲ့တင်ပြပေးမှာပေါ့နော်โอเคပါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မော်ပြပါဒီနံပါတ်1ကတော့နံပါတ်1စလိုက်ကစုဆောင်ငွေถ้าတင်ต้นเนี่ยကျွန်တော်တင်ပြခဲ့ခုပြီးပြီပေါ့နော်ဘန်အပ်ငွေဒါမှမဟုတ်ငွေချေးစကွက်အဲ့လိုမျိုးငွေချေးစာချုပ်stock share ရောနော်ငွေချေးစာချုပ်နဲ့ stock share အဲ့လိုမျိုးတင်ပြခဲ့ပြီးပြီပေါ့နော်ဒါပေမဲ့အဲ့ဒီထဲမှာဘယ်လိုဆုံးချုံမှုအန်ဒီရတယ်ဘယ်လိုရှိတယ်လဲဆိုတာလဲတင်ပြခဲ့ပူပြီးပေါ့နော်အကြောင်းမလို့ဒီနေ့မှာငါတို့စုထားတင်တော့ငွေတွေကဘယ်လိုနေရဘယ်နေရာမှာထားတင်တယ်လဲဆိုတာငါတို့တင်ပြရမှာပေါ့နော်โอเคပါနောက်ထပ်စလိုက်ကြည့်ရအောင်โอเคလက်စင်စုဆောင်ရမယ့်ငွေတွေကဘယ်လိုလုပ်ရမလဲဆိုတော့နံပါတ်1ပန်းတိုင်အလိုက်ခွဲခြားစုဆောင်ရမယ်ပန်းတိုင်အလိုက်ပန်းတိုင်တွေကငါတို့လူတယောက်မှာပန်းတိုင်အမျိုးရှိတယ်ပေါ့နော်တယောက်နဲ့တယောက်တူပေါ့နော်တချို့တွေကကလေးရှိတယ်တချို့တွေကကလေးမရှိဘူးတချို့တွေကအိမ်ထောင်မကျသေးဘူးအဲ့လိုမျိုးတွေရှိတတ်တယ်ပေါ့နော်အကြောင်းမလို့ပန်းတိုင်ဆိုတာတယောက်နဲ့တယောက်မတူဘူးအဲ့ဒီပန်းတိုင်ကိုဘယ်လိုခွဲခြားပြီးတော့စီညမလဲဆိုတာကိုတိုင်သိရမှာပေါ့နော်โอเคပါနောက်ထပ်နံပါတ်2ကျတော့ယူထုတ်မဲ့အချိန်ကာလအခုငါတို့ပန်းတိုင်တွေတိပြီးဆိုရင်တော့အဲ့ဒီပန်းတိုင်ကဘယ်ရှင်ယူထုတ်တုံးမလဲဆိုတာတီးရမှာပေါ့နော်ဥမာပြောမယ်ဆိုရင်တော့ကလေးရှိလို့ရှင်တော့ကလေးပညာရဲ့အတွက်အနာဂတ်မှာဘယ်ရှင်တကယ်ကြောင်းတက်မလဲဆိုတာငါတို့စီစဉ်ထားရမှာပေါ့နော်တကယ်ကြောင်းတနေ့ခါဘယ်လောက်ပေးရမလဲအဲ့လိုမျိုးတကယ်ကြောင်းတက်ခင်အခုလက်ရှိမှာလည်းငါတို့လာတိုင်းငွေပို့ပေးနေတယ်အဲ့လိုမျိုးဖြစ်နေတယ်မလားအကြောင်းမလို့တို့တကယ်တက်တဲ့ချိန်မှာစောင်းထားတဲ့အဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်ဒါမှမဟုတ်လည်းမင်္ဂလာဆောင်ဖို့အတွက်အဲ့လိုမျိုးနောက်ထပ်4နှစ်နောက်ထပ်5နှစ်မင်္ဂလာဆောင်မယ်အဲ့လိုမျိုးရှိတတ်တဲ့လူလည်းရှိမှာပေါ့နော်ဒါမှမဟုတ်လည်းကားဝယ်မယ်နောက်ထပ်တစ်နှစ်ကားဝယ်မယ်အဲ့လိုမျိုးဆိုရင်လည်းပန်းတိုင်ရှိပြီးအရှင်ကာလတုံးမဲ့အရှင်ကာလအဲ့လိုမျိုးပေါ့နော်နံပါတ်3ကျတော့လက်စင်စုဆောင်မဲ့ငွေဒါမဲ့ဒီနေရာမှာကျတော့ငါတို့ပန်းတိုင်နဲ့အရှင်ကာလဒီစုဆောင်မဲ့ငွေနဲ့ကိုက်ညီရမှာပေါ့နော်ဥမာကားဝယ်မယ်ဆိုတော့တလ900ဘတ်900နဲ့ပဲစုသွားမယ်ဆိုတော့ဒီပန်းတိုင်ကိုရောက်လို့နိုင်မှာမလားအဲ့လိုမျိုးပေါ့နော်ကဲလို့ငါတို့ပန်းတိုင်ကိုတေချာစဉ်းစားထားပေါ့နော်အဲ့ဒီပန်းတိုင်ရောက်နိုင်မဲ့နေရာနဲ့ဒီစုဆောင်ထားမဲ့ငွေအနေနဲ့အများကိုက်ညီတာဥပမာต้องยามแม่ดีปันไดကတော့บัดงาเต็งထားလိုက်ပါတော့บัดงาเต็งแล้วငါတို့လာတိုင်းစုသွားမှာကဒီလေးเต็ง5တောင်းအဲ့လိုမျိုးထိလို့ရှင်တော့ဒီထဲမှာအကိုက်ညီနဲ့အမျက်နှုံးတွေနဲ့လက်ရှာပြီးတော့ကိုက်ညီနိုင်ကြမှာပေါ့နော်ဟုတ်ကဲ့ပါနံပါတ်3ထိရှိတယ်ပေါ့နော်နံပါတ်1ကปันไดအလိုက်ခွဲခြားရှင်နံပါတ်2ကတော့ထုတ်ယူမဲ့အချိန်ကာလပေါ့နော်နံပါတ်2ကထုတ်ယူမဲ့အချိန်ကာလနံပါတ်3ကလက်စင်စုဆောင်မဲ့ငွေအဲ့လိုမျိုးပေါ့နော်ကဲလို့တကယ်ရှင်တို့ပန်းတိုင်လည်းရှင်းပြီးထုတ်ယူမဲ့အချိန်ကလာလည်းရှင်းပြီးပြီးတော့စုဆောင်မဲ့ငွေလည်းရှင်းနေပြီဆိုရင်တော့ငါတို့နောက်ထပ်စလိုက်တစ်ခုကြည့်အောင်နောက်ထပ်စလိုက်တစ်ခုကတော့ပန်းတိုင်အလိုက်နဲ့ခွဲခြားပြီးပြီဆိုရင်တော့ဒါပေမဲ့ငါတို့များတော့အဖြစ်ကအရေးပေါ်ရန်ပုံငွေတွေမထားကြဘူးပေါ့နော်အရေးပေါ်ရန်ပုံငွေတွေကဘာပြလဲဆိုတော့ကျွန်တော်ဗီဒီယိုခဏတင်တယ်ပဲပေါ့နော်ဒီရေးပေါ်ရပုံငွေကအများရန်ထားရှိရမယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်လည်းအရင်တော့မရှိဘူးပေါ့နော်ကိုဗစ်တုန်းကအတက်ကဆလန်ပြရမယ်ကျွန်တော်အဲ့ဒီအချိန်မှာကိုဗစ်တော့ကိုဗစ်မတိုင်တက်ခင်2019တုန်းကပေါ့နော်အဲ့ဒီအချိန်မှာတည်င်းလည်းမထွက်သေးဘူးကျွန်တော်စံကက်ပစီအရင်ကျနဲ့ဝယ်လိုက်တယ်အဲ့ဒီအချိန်မှာအဲ့ဒီစံကက်ကဘယ်လောက်လဲပြီးတော့ဘတ်တဲ့ထုတ်ယူတဲ့နဲ့နောက်ထပ်တစ်နှစ်ကိုဗစ်လာတဲ့အလောက်ကလည်းပြုတ်တယ်ခေါင်းအဲ့လိုမျိုးအကြောင်းမလို့ရေးပေါ်ရပုံငွေတွေရှိထားတင်တယ်တကူခုလုံးဖို့အတွက်ဆိုတာဒီရေးပေါ်ရပုံငွေဆိုတာ
งาโดเยปิวแลมูเดโกตัวเทงชกทาเดตซิมบอนอลุมโยยังกองเดตะนาทตาตมีปิญญาเยดอคุณาจุโนเปตโลบาเบตาตมีเยอนาคามาตุโดปิญญาเยตะเตกตุจงเตแมตะบอนอลุมโยอดิชินมาเต็งอยาตันมองแลอเซตันอลุมโยเซดันอยาตันที่กงไหนนะบอนจมโลดิชินกันนี่สุสองทายาบ่ตาตมีดีตาตมีจงเตแมเชงกาลากาอาลงปองคุมวยลาดแม่บอนเนาะแต่แม่ตูจ้องตะยะแม่เฉิงกะจุนอซิเซจีบีบีบอนเนาะสช่องเน็ตสนเนกะอีเสดันสนันที่บอนเนาะแต่แม่อดีจันได้ลีเนจะดอตะกะตูจ้องตะเดเน็ตก็ว่าอดีลีเน็ตอตึงแต่แม่ดีอาจารย์ทมังอโดตุโดเตโอซิสุสองทาปิดอซิสินเบียคุกะเดกะซิสินทาตินดาบอนเนาะเลโนအခုကလေးကစီစဉ်ထားတင်လို့ရှင်အနေနဲ့လည်းပဲဆူသွားအဲ့ဒီရှင်ရောက်တဲ့ရှင်မှာတတမီလည်းတကတော့ကျွန်တော်တရားတော်မဲ့ပတ်စံမရှိဘူးဘယ်လိုလုပ်ရမလဲမသိဘူးအဲ့လိုမျိုးတွေမဖြစ်အောင်ပေါ့အဲ့လိုမျိုးအခုကလေးကမရောက်တဲ့ခင်ကလေးကစီစဉ်ထားလို့ရှင်အရန်ကောင်းတာပေါ့နော်ပြီးတော့ခုနကျွန်တော်ပြောသလို PCG တဲ့ကားတို့အိမ်တို့အဲ့လိုမျိုးတွေကဒီတို့ဗတ်တိုင်းလို့ပြောမှာအဲ့ဒါမျိုးလင်းချက်ตะยาวในตะเชิงๆบ่เนาะกูไปเองกูไปกาชิชิงได้เชิงดาดอกนาตะไปบ่เนาะที่อเตสิกดอกตะยาวในตะยาวมตุตะเชิงดอกกูแดงสิซาจีบ่เนาะแกปะนาตะคูอเยจีซงกาดอเยเชปันไดอันยิงซาอยู่โพအခုอ่ะဒီအကြောင်းတွေကိုပြောလိုက်လို့ရှင်service generation ကျွန်တော်နောက်ဆုံးကြိမ်ကျွန်တော်တင်ပြပေးမှာပေါ့နော် service generation ဆိုတာဘယ်လိုလဲဆိုတာအကြောင်းမလို့ဒီအငင်းစားပန်းတိုင်ဒီရေရှည်ပန်းတိုင်အငင်းစားဖို့အတွက်ဆိုတာအရင်စဉ်းစားထားတင်တာတော့နော်ဘာဖြစ်လို့လဲဆိုတော့ခုနကျွန်တော်ပြောသလို service generation ဆိုတာအခုလက်ရှိကျွန်တော်တို့အရွယ်ပေါ့ကျွန်တော်အရွယ်လိုမျိုးကလေးလက်ရှိတယ်ပြီးတော့အဖေမေမိဘလည်းအရွယ်ရောက်လာတယ်သူတို့လည်းအလုံးမလုံးနိုင်တော့ဘူးအဲ့လိုမျိုးဖြစ်နေတဲ့ချိန်ကလေးလည်းပြုစုရမယ်မိဘကိုလည်းကြည့်ရှုရမယ်အဲ့လိုမျိုးဒီကြားထဲမှာမြက်ခံရတဲ့တလူမျိုးအဲ့လိုမျိုးပေါ့နော်အဲ့ဒီလူမျိုးတွေကိုဖြစ်အောင်နောက်ထပ် generation မဖြစ်အောင်ငါတို့တာတမီဒုက္ခငါတို့လူမျိုးအမျက်ခံတလူမျိုးမဖြစ်အောင်အဲ့လိုမျိုးမဖြစ်အောင်ကိုတိုင်စုဆောင်ထားပြီးတော့ကိုတိုင်စီစဉ်ထားတာအဲ့လိုမျိုးအကောင်းဆုံးပဲပေါ့နော်တာတမီတွေလည်းဒုက္ခရောက်အောင်မဖြစ်ရတော့ဘူးကိုတိုင်လည်းစိတ်ချမ်းတနဲ့ပေါ့နော်တတမီကိုလည်းအာနာဆရာမလို့ဘူးအဲ့လိုမျိုးဖြစ်ရအောင်ပေါ့နော်အဲ့လိုမျိုးဘာဖြစ်လို့လဲဆိုတော့တတမီကိုတိုင်လက်ဆန္ဒတာပေါ့နော်တန်တရားရတယ်လို့ပြောတယ်ကိုတိုင်လည်းတန်တရားရတယ်ဘာဖြစ်လို့ဆိုတော့ဒီအချိန်မှာအခုကျွန်တော်တို့အိမ်ထောင်လည်းမကြသေးဘူးကလေးမရှိသေးဘူးကလေးရှိတဲ့လူဆိုရင်တော့အယံဒီဒုက္ခရောက်မှာပဲပေါ့နော်စဉ်းစားကြည့်လေမိဘကိုလည်းကြည့်ရှုရမယ်ကလေးကိုလည်းကြည့်ရှုရမယ်ရလာတဲ့ราคาต้องแควทุกท่านงานมาบ่เนาะအဲ့လိုမျိုးဖြစ်နေတယ်အဲ့လိုမျိုးအကြောင်းမလို့ကိုကဘာမှမကြံတော့နောက်ဆုံးအငင်းစားဖို့လည်းဘာမှမရှိလို့ရှင်လေဒီ generation ကနေပြန်လဲတန်တရားပြန်လဲနေအဲ့လိုမျိုးဖြစ်နေတယ်အကြောင်းမလို့ဒီတန်တရားတွေကိုတကယ်ချင်းတော့ဘယ်လိုစဉ်းစားလဲတော့မသိဘူးပေါ့နော်ကျွန်တော်တော့တန်တရားရတယ်အကြောင်းမလို့ဒီအကြောင်းတွေကိုနဲ့တုံပေးချင်တာပေါ့နော်โอเคဘာငါတို့တလားရလာတဲ့ราคาကကျွန်တော်မြင်းမြနဲ့တွက်ကြည့်တယ်ပေါ့နော်တယောက်နဲ့တယောက်တော့မတူဘူးဒါပေမဲ့ကျွန်တော်မြင်းမြတွက်တကဘတ်တောင်း9000ဒါပေမဲ့ဒီထက်များတဲ့လူလည်းရှိတယ်ဒီထက်များတဲ့လူလည်းရှိတယ်ဒါပေမဲ့များတဲ့လူလည်းပို့ပြီးတော့မတုံးပါနဲ့လို့ပြောလို့มีมาလားမသိအခုကျွန်တော်တင်ပြမယ်ကအရန်ကိုဒီဘတ်တောင်း9000တော့မှနောက်ဆုံးလက်ကျန်တင်ရပဲကျန်တော့တယ်ကြည့်အောင်ပါနော်โอเคဒီပတ်တောင်း9000ကျတော့ငါတို့အခန်းခရေခမီခ2500ဒါတယောက်စာပေါ့နော်နည်းစာကျွန်တော်နောက်တစ်ခုတင်ပြပေးမယ်ဒီတယောက်စာကျတော့အခန်းခရေခမီခ2500လောက်မလားမသိတကယ်ချင်းတော့လောက်မလားစဉ်းစားကြည့်ပါနော်ပြီးတော့လဲစားသုံးစီရိတ်3000ဒီစားသုံးစီနဲ့အခန်းခနဲ့ဆိုတော့9500တကယ်ချင်းတော့စဉ်းစားကြည့်လောက်ပါမလားလောက်တယ်ပေါ့နော်โอเคဒီတစ်ခုနှုတ်လိုက်လို့ရှင်တော့ငါတို့ပတ်စံက9500ကျန်ပြတယ်ပေါ့နော်
ba di chen ma kale shi de lu sin do kale shi de lu da mo in le in thong cha pi de lu da mo in le a mi po pia me lu sin do ta lao nga thong you know adi ale ne yi te lai da bon no ta lao nga thong di chong cha do chu ba phu lo nga thong the lai da le so do chu no ta nge shin ko to kale shi de mi ma le tu yu ma so do ဒီတလား9000ပြရတယ်ဆိုတော့ကျွန်တော်အကြောင်းမလို့ဒီတလား9000နဲ့စီးရင်ထည့်လိုက်တယ်နောက်ထပ်အရေးပေါ်ရန်ပုံငွေများတော့အဖြစ်မရှိကြဘူးအကြောင်းမလို့ကျွန်တော်ဒီတစ်ခုကိုတိုက်တွန်းစေချင်တာပေါ့နော်တလားမတထောင်ပဲတထောင်လေးစုထားဒီအရေးပေါ်ရန်ပုံငွေကိုမထီးနဲ့ပေါ့နော်မထီးနဲ့ဆိုတာကိုစင်ခံပစ္စည်းများကိုတွားမဝယ်ပဲနဲ့ပေါ့နော်ဒီဖုံဖွင့်ကြည့်လိုက်တဲ့နဲ့ဒီกิเลสนะกิเลสนะเสกเบเนี่ยชอบบ่เนาะว่าตื้อไล่ได้โลชินเดียวตื้อนั้นโลชินเลยติเมียวเลยပြောကျွန်တော်ကိုယ်တိုင်လဲกิเลสนะชอบရမယ်ဒီအကြောင်းကိုตื้อไล่တဲ့နဲ့ဒီအကြောင်းကိုတီးလိုက်တဲ့နဲ့ကျွန်တော်กิเลสนะအများကြီးชอบလာဒီလောကကြီးထမှာတီးလိုက်တာနဲ့กิเลสนะတွေမာနတွေအကုန်လုံးชอบလာသူများလိုချင်တယ်လို့သူများရတယ်လို့မျိုး Facebook ထဲမှာတွေ့တာတကယ်ရှင်တော့တိကျမှာပါတကယ်ကိုတကယ်ရှင်เนี่ยโอ้โหဘာတယ်လဲမသိကားတယ်လဲရှိတယ်ဖုန်းတယ်လဲ iPhone လို့အလိုမျိုးဖြစ်နေတယ်ကွာအားကြလိုက်တာလို့ချလိုက်တာအလိုမျိုးဖြစ်ကြတယ်မလားကျွန်တော်လည်းဖြစ်ဖို့တယ်ဒီအကြောင်းကိုသိလိုက်တော့မှရှိပါစေသူ့ဘာသာသူရှိပါစေကွာတနေ့မှာမပြိုလဲလို့ရှင်ကွာအရင်ကောင်းတဲ့အထိပေါ့နော်ကျွန်တော်လို့ရေပေါ်ရန်ပုံငွေတထောင်လို့ထားတယ်ပြီးတော့လေခုနကလေးရှိလို့ချင်းတသမီးပညာရဲ့အနာကမှာကျွန်တော်ပြောခဲ့ပြီးပေါ့နော်အနာကမှာ2000နဲ့စုထား2000လေးနဲ့ဘာလောက်မလဲဆိုတော့ခဏချင်းတင်ပြပြမှာပေါ့နော်โอเคปะနောက်ထပ်စင်ကံပစ္စည်းများတဲ့ဒီတလား1000လေးပဲထားပေါ့နော်စင်ကံပစ္စည်းများဆိုတာတကယ်ရှင်းလို့ဘာလောက်မလဲဥမာခရီးသွားမယ်ဒါမဲ့လာတိုင်းတော့သွားလို့မရဘူးလာတိုင်းသွားလို့ရှင်တော့ဒီ1000ပဲရမယ်တကယ်လို့လာတိုင်းမသွားလို့ရှင်ညာစုထားပေါ့နော်စုထားပြီးတော့တခါတည်းသွားလို့ရှင်အဲ့လိုမျိုးเนี่ยကျွန်တော်ကဒီကြောင်းတိလိုက်နေတဲ့ဒီစင်ခံပစ္စည်းတွေမလို့ရှင်တော့ပတ်စံမလို့ရှင်တော့အဲ့လိုမျိုးဖြစ်ถ้าตะคูနောက်ဆုံးတခုကရေရှည်ပန်းတိုင်အငင်းစားယူညာအတွက်အငင်းစားဖို့အတွက်900ပဲကျန်တော့တယ်အစတော့ကျွန်တော်1000ထဲမလို့ကိုရဲ့လက်ကျန်လေးကြည့်လိုက်တော့သူများပဲကျန်တော့တဲ့အနှုတ်ဖြစ်နေတယ်ကျွန်တော်တို့တကယ်ချင်းတို့ရေဒါတော့မှအရေးကြီးတတ်စားသုံးစရိတ်ဆိုတာလေအခန်းစီးပေါ်နဲ့လက်ရှာလို့ရှင်လို့လက်ရှာလို့ရမှာပေါ့နော်အဲ့ထက်မှာ900ထပ်ပို့လို့ရှင်တော့ငါတို့ငင်းစားဖို့အတွက်1000လေးပို့လာမယ်အဲ့လိုမျိုးတကယ်ချင်းတော့နော်ဒီရှာမထားနော်ဒီလိုမျိုးဖြစ်နေတယ်တကယ်လို့ဒီကလေးရှိလို့ရှိအပေါ်ဟာ9000ရှောက်လို့ရှင်လဲရှောက်လို့မရအောင်စားသုံးစရိတ်ဆိုလဲ3000တော့မနေနေဘူးနော်ကျွန်တော်တွဲနေဆိုဒါပေမဲ့အခုလက်ရှိမှာကျွန်တော်3000လောက်တော့မတုံးဘာနော်အဲ့လိုမျိုးပြီးတော့လေတတပိပညာရဲ့နာကဆိုလဲရှောက်လို့မရအောင်အရေးပေါ်ရပုံငွေလဲရှောက်လို့မရအောင်စင်ကပစ္စည်းကြတော့ရှောက်လို့တရားနဲ့တရားမတူဘူးနော်ဒါပေမဲ့အလုံးလုံးရတာမောပန်းနေဆိုတော့တချို့လူတွေကစင်ကပစ္စည်းကိုအပေးတဲ့အတွက်စုပေးတဲ့အတွက်စင်ကပစ္စည်းလေးတော့တရားနဲ့တရားစဉ်းစားကြည့်ပါနော်โอเคနောက်ထပ်နှစ်ယောက်စာကြတော့လီမီယာဝနော်လီမီယာဆိုတော့ခုနကျွန်တော်တွေ့ထားတာတလားတောင်းခွဲလီမီယာရှိလို့ရှင်တော့နှစ်ယောက်ပေါင်းလိုက်တော့တလားတောင်းဖြစ်နေတယ်ပေါ့နော်ကျမလို့တလားတောင်းဆိုတော့ทั้งค่าเยค่ามีค่า3000ထားလိုက်ပါတော့3000ဒါပေမဲ့အခန်းကတော့ CGG တော့မဟုတ်ပါဘူးเนาะဒါပေမဲ့ကျွန်တော်တွေ့ဖူးတာကြားဖူးတာဒီချက် CGG တဲ့အခန်းတွေနေကြတယ်တလောက်4000တလောက်5000ที่ตรงนี้တယ်ပေါ့เนาะဒါပေမဲ့စဉ်းစားကြည့်ပေါ့เนาะတကယ်ရှင်းလို့ရစားသုံးစရိတ်က6000ไปเลยเดี๋ยวเปียว3000ဒါပေမဲ့တကယ်လို့ကိုယ်တိုင်ချက်ကိုယ်တိုင်စားလို့ရှင်တော့ဒီထက်တော့မကုန်ဘူးเนาะပို့လို့ရှင်လဲပို့မယ်ပြီးတော့ကလေးရှိလို့ရှင်အိမ်ပို့ခคุณธรรมလုံးပို့ခိုင်းတယ်คุณธรรมတော့ထက်ပြီးတယ်ပေါ့เนาะကလေးရှိได้ဆိုရင်တော့အိမ်ကလေးရှိအိမ်ပို့ခคุณธรรมဆိုတော့
ตะยองในยองสนลองแบบนี้บัดเด้คุณอาจจะเปียวได้เป็นอย่างชิงจะดอกตัวก็เรียกเตียวเบไปดอกตุเยสันนี่โลคอมาตุเยมิมะเยชิเปียวจิเนี่ยในยองหน้าท้องบ่เนาะไปดอกยีปอยังปงเวคนหน้าเปียวสาสระท้องเพราะว่าในยองสาสระท้องแท้ไรเด้ตาตะมีปิญญาเยนักกะเลท้องไปไรเด้เลท้องปีดอสิงกันปีซีเมียเตียตะทองไปเปเดปีดอเยเชบะในงิงซาอยู่ยาตะเลทองเตียงนะทองไปแทเปดะบ่เนาะดาต้องมานะทองต้องจันเด้ดินะทองบาโลโคเตรสดอเนชิงโดโกโกไดซินซาบ่เนาะแค่บะโนทัดสไลทัดจีเอาอะคูดอยินนี่บิวนำบ่ตะเดโรชิมเปียเปียดอมวยบ่เนาะแค่ปะอะคูจุนะโลทัดาลาสิมโฮมาโนดินิสินno pyoyama okay nisin tenisa bona tene tong de nga sanga ni thi da chuno lok tha da excel ne lok tha da tong sanga net uma tinge chin do aten na sanga sa pi do yin ni nu na ma sun do bwa le kong mun tong ya de pi do le anaka te le angin sa pho ตัวกองมุนชีเดปิดอเลตาตะมีปิญญาเยเลกองมุนชีเดปิดอเลอเยปอยบงเวเดสุดาเลกองมุนชีทาเดจะมโลคนาจนบเตรียมเปียแค่เดราคาตลาดดิลิโนซีสิงทาโลชินติเงชินโดกองมุนเนเนียดาบ่เนาะอลุนโนราคาจีดังรักษาเมสุนดอดิตะจึงเชิงมาเปียวเลตาได้เชิงมาสุนดอยังยกขายอตาดาบ่เนาะอลุนโนแค่ปะทีนี้ก็โอเคအရေးပေါ်ရပုံငွေကျွန်တော်ဒီမှာတင်ပြထားတာဘန်အငွေထက်မှာဘန်အငွေဒါမှမဟုတ်ပြည်တွင်းငွေချေးစစ်ကွက်ပေါ့နော်ဒီထိုင်းနိုင်ငံမှာကျတော့ဒီဘန်အငွေကတစ်နှစ်မှာ50ရာခိုင်နှုန်းပဲရှိတယ်50ရာခိုင်နှုန်းတကယ်လို့မြန်မာနိုင်ငံမှာတော့အခုတော့အတုံးလုံးကြီးတယ်တကယ်ချင်းတော့မြန်မာဘန်တွေရှိလို့ရှင်တော့အထက်မှာစုထားလို့ရှင်တော့ကောင်းတာပေါ့နော်သူကဒီထက်မကအများရှိတယ်ပေါ့နော်အတုံးလုံးကဲပါကဲလို့မြန်မာနိုင်ငံနဲ့ထဲလို့ရှင်တော့အရင်ကောင်းတယ်ဒါပေမဲ့မသိပါဘူးအခုကကျွန်တော်ထိုင်းနိုင်ငံမှာအများအကြိုက်နေတယ်ဆိုတော့ထိုင်းနိုင်ငံမှာပဲရင်းနှီးမြှုပ်နှံတာပေါ့နော်ကဲဒီအရေးပေါ်ရန်ပုံငွေ15နှစ်ဆိုရင်ဘယ်လောက်ရလဲတသိန်း2သိန်းနဲ့3000ရတယ်ตอนนี้สาเราไปทางลูกชินยาบีบ่เนาะตอนนี้สาทาลูกชินบ่ยาบีปะพะโลสดตะเต็งชีลูกชินดอดิเยบ่ยาบงดลงเราบีปะพะโลสดเยบ่ยาบงยาชาวลาสาดามมโหตงลาสาดามมชาวลาสาอลูกกองลูกชินดอตงลาสาเบทาบ่เนาะตงลาสาสดตะลาวบ่เราตงดอเลยคุณน่าจุนดอติมแจกแค่เดตะต้องแควคุณน่าตะต้องแควมจันลูกชินตะต้องแควตงลาสาสวยบ่เราเลยเป็นไงชินโดตะต้องแควตงลาสาสุลีต้องแนงาทองลีต้องแนงาทองสุยินจอตะต้องแนลีต้องแนงาทองสดอนต้องเน็ตเล่นเนี่ยสวยลงเล่าบีต้องเน็ตเล่นเนี่ยสวยลงเล่าบีแล้วมามองเลยงานในช่องเน็ตบ่งวยจีพงปอมูตัวเนี่ยสวยดอกไอ้เราที่ดอกมันโลเบาแล้วแม่มีแท้နည်းကြော်တာလို့ရှင်နည်းရွှေဘောနော်နည်းရွှေတယ်ဆိုတာဒီငွေကြေးစေကွဲတော့ကိုရဲ့ဆုံးချုံမှုအန်တီရဲ့ဘလောက်ခနိုင်လဲဆိုတာပြီးတော့အရှင်ကြာတုံးဖို့ခုနကျွန်တော်ပြောထားသလိုတုံးမဲ့အရှင်ကာလဆိုတာဘယ်ရှင်တုံးမလဲဒီရေပေါ်ရငွေရေပေါ်ရဘုံငွေကြတော့ဘယ်ရှင်ကြုံမလဲဆိုတာကိုမသိဘူးပေါ့နော်ကျွန်တော်လို့ဒီထက်မြင့်တဲ့ဆုံးရှုံးမှုအန်တီရတွေကိုမထားစေရှင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဆုံးရှုံးမှုအန်တီရတွေရှိတတ်တယ်ဒါပေမဲ့ငွေရှိစားချုပ်ပုဂ္ဂလိကငွေရှိစားချုပ်နဲ့ရောနော်စင်တော့နည်းနည်းတော့အန်တီရတော့တိတ်မမြစ်ပါဘူးဒါပေမဲ့မြစ်တယ်ဘာလို့လဲဆိုတော့ပုဂ္ဂလိကစားချုပ်လေကောင်းကောင်းလက်ရှိတယ်ပေါ့နော်ကျွန်တော်ပြောပြခဲ့ဖို့တဲ့ဒီ triple A နဲ့ပုဂ္ဂလိကငွေရှိစားချုပ်စင်တော့ကောင်းတယ်ဒီ4ရခိုင်နှုန်းကျတော့လောက်လို့ရတယ်ဒီနဲ့4ရခိုင်နှုန်းနဲ့ဆိုရင်တော့တနည်းနဲ့ဆိုရင်တော့လုံလောက်ပြီပိုတာနဲ့စုလို့ပိုတာနဲ့
นอกถ้าช่วยโลชินดอกดีตาตะมีปัญญายีอัตเตอนากัดอัตเตยอนนยัมปงเวเนี่ยบ่เนาะอุมายัมปงเวอะสตอเชียในยอท่าเดจุยงวยเชสาโชคเดในยอท่าเดอะดาตะเนโกเช่าอยากให้น้องยาดบ่เนาะตาทรงชมมอันเดียเลยอยามันยาวไปเราแลมีเยพ่องปอมมูเลยอยามาซาเราบ่เนาะอะไรเนาะแต่ว่าอะไรอลัดอันนั้นไม่ผิดบ่เนาะดีเนี่ยมาจะดอตาตะมีปิญญาเยตัวจะดอคนจะเนาะเปียวแค่พูดละสะช่องเน็ตสะช่องเน็ตมาสะช่องเน็ตมาโหเซเลเน็ตบ่เนาะเซเน็ตเท่าไหร่บ่ดอปีโกดันเซดันเชิงสึงดอตูดว่าคงจะเสียมีเมียคงดอมนี่เวทเกโลยัวมาสึงดอเนเลยยัวจีเดเมียมาโปตอโปยาดอมาอดิชิงมาสังเกตดบะมองle myo yin ta khu tong sia shi do ma bo na le myo a ti ching ma da tong sia shi le ne amo myo the ma shi lo shin le chong se dan shi le chong ma do to ma so da se dan chong ne te ma shi le myo phin ni de bo no ne ti nge chin do shi de ni ya shi de di ta ne ti sha sin sa pi do si man khang khwa chi bo no le myo phin ni deโอเคเสร็จเนี่ยสุดบลาวยาเลยตรงเต็งสุดเป็นไงเช่นโดตูตาตมีตะกะตุตะเดที่โปไหนมาล่ะเสร็จเนี่ยสิบ่เนาะต้องมาสนเนี่ยสุดเลเต็งสุดบ่ได้มวยใจพองปอมูเนี่ยจ้องสุดแต่แม่ชัดเช่นดอมันอยู่เท่าบ่เนาะบ่พอสุดกงลงชัดเช่นมาแล้วมีอยู่เท่าตูตะเน็ตตะดะเน็ตตะเนโกอยู่เท่าไหร่ก็ โปเปไลอารมณ์ของผิดนี่แหละอารมณ์บ่เนาะโอเคเนาะถ้าเงงซาปันดังจะดอเงงซาปันดังจะดอคนหน้าดีดาเตียวสาแต่บ่เนาะเตียวสาแต่เราบ่เราสู้อะไรแล้วบ่เราสู้อะไรคนหน้าจะเนาะติ่นแยกแค่ได้เสียบ่เนาะคู่ตัวงายาไปจันเดสดองายาเป็นเน็ตดาเซงานเน็ตสุดตะต้องในคุณธรรมไปยาเป็นเซงานเน็ตแม่ดีตัวแต่จะดอกยันแม่ได้บ่เนาะแม่โอเคจนดอดิตคุมานี่เด้ดิตคุก็อาญามาเฮาถามเพียมมาถามเพียมมามันชอบถามเพียมมาชอบถามแล้วเป็นสุดงายาแน่สนันละแน่แมวสุดตะถามไปชอบถามบ่เนาะช่องทางสุดนั้นเต็งเนี่ยก็ทางเพียมอ่ะจะเริ่มถนัดมาแล้วโอเคเป็นไงเช่นโดยต้องผ่านประเด็นเนาะเริ่มถนัดมาตลอดดินลึกเพียมแม่ดินลึกเพียมแม่ช่องทางมีสินเล็กเติดทัดคนละจนเราทัดลาสินเล็กพี่เนี่ยจังบ่ลโอเคปะจิแตงในแบจิเลยบ่เนาะอีแทบเมียชินโลชินดอตะชาอะลกดำมฮอนเลอปูอะลกอุมาคุเข็ดมานเมจินี่เด affiliate บ่เนาะดี TikTok ถ้าก็ affiliate บ่ดูได้ดีจเนาะพึ่งแล้วนั่นแหละโอ้โหดาเลเซวินซาจะปะตลาดาต้องลกกองเดอะไรမျိုးเดนี่อแม่กองได้อาปีบ่เดมาเป็นโลสดอကိုဝမ်းကိုကျွေးမွေးတဲ့အတွက်ဘဝကိုရုန်းကန်တဲ့သူအားပေးပါတယ်ဟုတ်ကဲ့ပါနောက်ထပ်နှစ်ယောက်စာကိုကြည့်အောင်နှစ်ယောက်စာကြတော့အရေးပေါ်ရပုံဝင်တနစ်ကို24,000တောင်ရတယ်ဘာဖြစ်လို့ဆိုတော့တလောက်2000ထည့်တယ်ပေါ့နော်အကျုံးမလို့တနစ်ကို24,000ဒီသူကမိသားစုနဲ့ဆိုရင်တော့ตอนนี้นั่นเนี่ยส่วนเนาะนั่นเนี่ยส่วนเราลงเล่าบีดีเยปอยาปงไว้บ่เนาะเยปอสุดาต้องละ3ช่องละ3อโลกองเลยชินเนาะต้องละ3ส่วนเราเล่าบีคือดอกถ้าช่วยเราชินเนาะตาตมีปัญญาเยอนาคาตะพิลาตาตาตมีปัญญาเยอนาคาตะเลนี่มาจุนติมเปียดาช่องเน็ตคนเน็ตต้องมาต้องโลยานี่บีโอ้โหเซเนส่วนเนาะโอ้โหกองตะกะตูกองยูตะกะตูต้องปูปีไหนเนี่ยเอลမျိုး
จีๆบ่เนาะตรงชินโดดีสยาวจีๆบ่เนาะแต่ดอันยังซายังปงมือก็ดอในยาวสาสดอตะเนโกตะเล่าลีทองเท่าไหร่จำเจียวมันมีดอโอเคสิลบยอดตะลันนะทองเฮาตะเล่าลีทองมะเงงซาอยู่อย่าตะเล่าลีทองคงเยอะดมานี่เด้โอเคตะเล่าลีทองเนาะนะทองเฮาปุโกงาต้องในนะทองตัวตูในยาเดสดเสียแข่งโนเนตัวทาเดสดงาต้องนะทองนะชียาละดีสังงานเน็ตตุยมาบ้านเนาะตะเล่าลีทองสุธาดาเงงซาโพตัวสังงานเน็ตบัตตันต้องชินเนดีอะไรเนาะชินเนดเป็นชินโดเยแกโลdi koye wingwe de nya shi lo shin do koye lifestyle de lu ju ma tong lo shin do di long lao tong lo ya de singam pc de le shi de pe ro yi bo de ya mu le shi de tatami le kong mun pinya tin ya de sin do tin shin do di bo ma di lo tong da ba de shi o ma le ba na yan chan ta de lu de ka le di lo myo lo ya ma be ba phlo so doသူတို့ချမ်းသာလေးဒီစီးစရာတွေကိုပို့ပြီးတော့ကိုရဲ့လက်ခကိုရဲ့ဝင်ငွေထွက်ငွေတွေကိုပို့စစ်စေးပို့ပြီးတော့စစ်စေးရတာပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်ခဲဒီចង្កขัน sandwich generation တင်ရချင်းတို့ရဲ့တန်တရားရတယ်တင်ရချင်းတို့တို့ရဲ့မြန်မာနိုင်ငံသားဒီထိုင်းနိုင်ငံမှာလဲထိုင်းလူမျိုးတွေလည်းဖြစ်တယ်ပေါ့နော်တို့မြန်မာနိုင်ငံတမျိုးတည်းဖြစ်တယ်မဟုတ်ဒီอาชาနိုင်ငံတဝိုင်းလုံးမှာတော့ဖြစ်နေတယ်ထင်တယ်ဘလို့ဆိုတော့ကိုရဲ့မိဘကိုရဲ့တတမီအကြမ်းရခံရတာများတယ်အဲ့လိုမျိုးနော်โอเคငယ်ရှင်တို့ဘလို့စဉ်းစားလဲဘလို့တွေးတယ်လဲဆိုတာ comment ထဲမှာပြောပြပါနော်โอเคပါကျွန်တော်လောက်ထားတဲ့ဒီ Excel โอเคဒါကျွန်တော်လောက်ထားတာကလာစစ်နေပါနော်လာပေါင်းအလုံးပေါင်းကဘယ်လိုလဲ420ဆိုတာ35 net 35 net 35 net ကနေစပ်ပြီးတော့ရင်းနှီးမြှုပ်နှံတဲ့တူပေါ့နော်ဒီအသက်60 net ထိ35 net di da lâu tha da tala nga ya su sao su thai ne tu tala nga ya le ne di tong sang nga ne thi yaw lo shin ma tan ne ko teng na tan ni pa bon no da bi me di tala nga ya su da kong lo mo ho bon no tan ni tin cheng ma di cho lâu tha dong ga di ne ma India maka di ini boya pongwe di long lau bi sudah nating neko tong sora tong teng ni pada tia ne na se ni ta se thi yi boya pongwe ko tha khang da me lo thi dom ma tha le ya da bon no yi boya pongwe sudah tong la ma chok la sudah tong la chuna toy tha dong ga le tong jo lok suen do nga tong suen do lo bi bon noแต่แม่ดีโปดาแน่ดีตลาดทองตลาดทองกันดีตลาดทองตลาดทองตาตมีพิงาเยแต่ละตาตมีดีกว่าเลยCCPB ส่วนดอดียี่ปอยังปงไว้ดีและ PB ส่วนดอดีดินเนี่ยมาก็แยกยิงซาโพแต่เปลี่ยนแทบบ่น่ะเป็นแทโลชินลงปองที่มาอดีตนี่มาเป็นสะไปดอยินนะแล้วชินที่มาเลตันนัตันเนี่ยชาวเต็งพิล่ะนัตันเนี่ยชาวเต็งเนี่ยตันเนี่ยโกเต็งสุปองแล้วชินเลตันพิล่ะเตียวสาเลยเนี่ยมีตาสู้จวยมือแหน่งเดไปดอเลยโกเยเงงซาไปอยู่โพดตัวและเล่าไหนนะบ่เนาะดาจุนลงท่าเด้ในแนวคัดในยาวสาคนน่ะจุนเพื่อทาดงก็ตะเล่าเลยแดงสุไหนเดสวนดอ
มันแนวสาบ่เนาะแล้วเลตเต็งสุดเราอยากเลยสุดเจียงบ่เนาะเลยตะเสยขังน้องซาสนลาเนเปียงซาปิโลชูยินตละสีติดกันซาสิจอนกลีทองเนาะก็จะเราเรียกทัดใส่ยาทองโอเคลีทองว่าเป็นนกจัดเลยสุดองดูแล้วก็ถอยตัวได้ไปสั่นสุดอันนกพิษเดบเนาะดาเลยก็ถอยไปดอกสุดท้ายได้ไปสั่นดายิมชิวสุดตรงเนี้ยจากก็ปัทมาลาเนี่ยเทเดสุดติดนี่ตะเกโลลากงเทโลชินตรงเนี้ยบ่เนาะดางาโดปัตะยันเนี่ยซาเดดูสุดติดสุดเมพิลาสุดท้ายดเนี่ยตะละลากงดาเนี่ยดีเลทองเนี่ยตรงเสร็จตรงบัดพิลาบ่เนาะดีลากงปิโดชินงาโดตรงเสงานเนี่ยกูปงนี่เสงาตันของชีเดตเนี่ยชินโดเสงาตันสุดสารลมุกงตลมุกงที่ผิดได้บ่เนาะสินสาจิบ่เนาะนี่ชินโดโอเคดี exio de ko ကျွန်တော်မျက်ဝေပြီးမှာပေါ့နော်တကယ်ချင်းတော့ကိုတိုင်ဘလောက်စုထားရှင်လဲဆိုတာဒီနေရာမှာပဲပြောင်းပြီးတော့စုပနာခုကျွန်တော်လုံးထားလေးထောင်တကယ်ချင်းတော့ဘလောက်ထက်ရှင်လဲဆိုတာထည့်လို့ရတာပေါ့နော်ဘလောက်စုနိုင်လဲဆိုတော့ဒီနေရာမှာထည့်ပေါ့နော်အဲ့လိုမျိုးเนาะကဲပါတကယ်ချင်းတော့ရေบลาวya le so do senga tan tong ya de tni chin do neaw sa ari tala li thong su lai lo shin na aten na senga ga ni 60ni thi bon no da me tni chin do aten na senga chin ma ba de lo to le bon no tni chin do ye di atet te pe cha cha te tha me so yin do di senga tan no mo lo di senga tan so do mya ayam mya ne biကျွန်တော်ရဲ့ပန်းတိုင်ကဒီငါတန်းခုနတန်းချစ်တန်းလောက်ပဲဒီစက်တန်းဆိုတော့အရင်လွန်နေပြီအခုအစငါတန်းတော့ရနေတာပေါ့နော်ဒါပေမဲ့ကျွန်တော်စာတဲ့နှစ်ကတက်30မှဆိုတော့25နှစ်ပဲကျန်တော့တာပေါ့နော်အဲ့လိုမျိုးတကယ်ရှင်တော့ဘယ်လိုတွေ့တယ်လဲဆိုတာအတက်ဘယ်လောက်ရှိလဲကိုကိုတိုင်းစီစဉ်ကြည့်ပေါ့နော်ဒီ XO တွေကိုလည်းကျွန်တော်ลิงออกมาเททาเป็นแม่บ่ได้โลกที่บ่เนาะเนี่ยเช่นโดคนเนี่ยใกล้มีดาเบโลแลสุดดาตะลาตะลาลีทองบ่ดอกเสียไข่น้องเนี่ยตะไลดาบ่เนาะเสียไข่น้องอาเบยาเลยสุดดี S&P ง่ายาท่านมา S&P ง่ายาสุดากะบา Yes ตอเชียกองลงง่ายาลงกะบาโตเตเลนะโดแลดีตัวกว่าเลยบ่เนาะอะไรเนาะแต่แม่ဒီဆုံးချုံမှုအန်တီရဲ့တွေကိုတိတ်မလို့ရှင်ဘူးဆိုတော့ဒီရောနော်ရန်ပုံငွေတွေကိုထဲပေါ့နော်ဥမာ stock share 50ရခိုင်နှုန်းငွေရှင်းစချုပ်50ရခိုင်နှုန်းဒါမှမဟုတ်လဲ stock share 60ရခိုင်နှုန်းငွေရှင်းစချုပ်40ရခိုင်နှုန်းအဲ့လိုမျိုးကိုယ်နဲ့ကန့်ညီတဲ့တော့အရာတွေကိုအဲ့လိုမျိုးခွဲပြီးတော့ထားပေါ့နော်ဥမာလဲတချို့လူတွေကstock share တရားရခိုင်နှုန်းအဲ့လိုမျိုးလေးဖြစ်တတ်တယ်ပေါ့နော်ကျွန်တော်တော့ stock share 90ရခိုင်နှုန်း90ရခိုင်နှုန်းငွေချင်းစချုပ်ရ30ရခိုင်နှုန်းပဲရှိတယ်ဒါပေမဲ့ဒီငွေချင်းစချုပ်ကြတော့အရေးပေါ်ရပုံငွေပဲထားတာပေါ့နော်ကိုရဲ့မိဘတွေကိုမိဘအမေရှိတဲ့ပေါ့နော်အဖေတော့ဆုံးတော့ပြီကလေးလည်းမရှိဘူးအကြောင်းမလို့ဒီအရေးပေါ်ရပုံငွေ30ရခိုင်နှုန်းပဲထားတယ်ကျန်တဲ့90ရခိုင်နှုန်းကတော့ဒီအငင်းစားဖို့အတွက်ပဲထားလိုက်တယ်โอเคပါဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျာတကယ်ရှင်တို့ကိုတိုင်စီစဉ်ပြီးတော့အမြဲတမ်းပျော်ရွှင်နဲ့တာသမီတွေနဲ့မိသားစုနဲ့ပျော်ရွှင်
အေးအေးချမ်းနေနေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ပြောပါဘိုင်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 ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ